လွန်ခဲ့တဲ့39နှစ်ဟာကျမတို့ရန်ကုန်အသင်းတော်ဆိုတာဆရာတို့ဟာကျူးကျော်ရက်ွက်ထဲကတဲအိမ်လွန်စုပ်ပြတ်တဲ့တဲအိမ်လေးမှာနေပြီးအိမ်သာပတ်လည်ဝိုင်းပြီးနေ့ရောညရောအိမ်သာစော်နံနေတဲ့နေရာမှာနေပြီးတော့မုတ်ဆိုးမတယောက်ရဲ့အိမ်မှာအဲ့မုတ်ဆိုးမအိမ်ကလည်းအရန်လှပကောင်းနေတာမဟုတ်ဘူးပြင်အဟောင်းလေးနဲ့အဲ့လေအိမ်ရှိခန်းသေးသေးလေးမှာဆိုင်းဘုတ်တောင်ရေးစရာမရှိဘဲနဲ့တစ်သားပြားပေါ်မှာမြေဖြူနဲ့ Full Gospel Assembly လို့ရေးခဲ့တဲ့နေရာမှာလူ9ယောက်နဲ့ပဲဒီသင်းတော်စားခဲ့တာဖြစ်။ဒါပေမဲ့ဘုရားရဲ့ဂတိတော်ဟာသင်ဟာအစဦးမှာငယ်တော့လဲနောက်ဆုံးမှအလွန်ကြီးပွားရမယ်။အလူငွေဆိုတာဘာမှမရှိဘူးတရားရဖို့တော့မလွယ်ဘူး။ဆရာတို့မိသားစု90နောက်အသင်းတော်လူကြီးတယောက်သူတို့လည်းကလေးတွေနဲ့ယုံကြည်ခြင်းနဲ့ရန်ကုန်လာလို့သူတို့90 assistant pastor ဆရာခိုင်ပြီးကတော့သူများအိမ်သွားလေလိုက်ကျွေးရင်စားမကျွေးငါအဲ့လိုနဲ့ပဲဖြတ်တန်းခဲ့တာဆရာတို့မိသားစုဘဝတစ်ခုလုံးကျွန်မသိပါတယ်ဆရာတို့အိမ်မရှိခဲ့တဲ့အခြေအနေကနေအိမ်ရဖို့ဘယ်လောက်တောင်မှအကျွေးနဲ့ဝယ်တဲ့အိမ်ကိုလုံးပန်းခဲ့တယ်ဆရာဘတ်စကားတွေ့စီးပြီးတော့ကျမတို့ကျွေးတဲ့လမ်းဘေးကမွေးငါးကိုပဲဆရာထားစားခဲ့တယ်ကျမတို့တွေနဲ့အတူတူစာရှောင်ဆူတောင်းနဲ့အသင်းတော်မှာဖြာလေးတစ်ချက်ရဖို့ကျမတို့တွေဆူတောင်းခဲ့တယ်ပန်ကာလေးတစ်ခုရဖို့လဲဆူတောင်းခဲ့တယ်မနှက်ဖြန်အတွက်ဈေးဖို့မရှိလို့ဖယားကိုဆူတောင်းရင်းနဲ့နမိတ်လက္ခဏာနဲ့အဖြေရတဲ့အချိန်မှာကျွန်တော်မနှက်ဖြန်တနင်္လာနေ့ဈေးဖို့ကျွန်တော်မိမကိုပေးစရာမရှိလို့တနေ့ကိုနေ့တနေ့ကိုဆူတောင်းနေတာနောက်ဆုံးအင်္ဂလိပ် service မှာလူတယောက်အားဖြင့်ဖယားကစာရေးတစ်လုံးနဲ့ဖြည့်ရှင်းခဲ့တယ်အဲ့ဒီနေ့မှာဆရာအမှတ်တရကျမတို့အမှုတော်ဆောင်အဲ့တော့3-4-5ယောက်ပဲရှိတော့ဒိန်ချင်တိုက်ခဲ့တယ်အဲ့ဒီနေ့ရက်တွေဆိုတာကျွန်မမမေ့ပါဘူးဒါကြောင့်ဆရာအဖိုးကပြီးဒီကနေ့ဖယားကဆရာကိုချီးမြှောက်တယ်ကောင်းချီးပေးတယ်အကောင်းဆုံးအိမ်တွေအကောင်းဆုံးကားတွေအကောင်းဆုံးအဝတ်စားတွေအကောင်းဆုံးဟိုတယ်တွေတဲခွင့်ရတယ်ပြီးလို့ရှိရင်အကောင်းဆုံးနိုင်ရတယ်ဆရာကဒါတွေရဖို့ထိုက်တန်ပါတယ်လို့နော်တခြားလူမပြောဘူးကျမစိတ်ထဲမှာလည်းဒီလိုပဲရှိပါတယ်ဒါပေမဲ့ဆရာကအဲ့ဒီ Zoom မှာဘာပြောလဲဆိုကျွန်တော်ဒီနိုင်ရတာခင်ဗျားတို့တွေတဲ့ကျွန်တော်အဖိုးအခပေးခဲ့လို့ဆိုတဲ့စကားလုံးဝမပြောစေချင်ဘူးအဲ့ဒီလိုအမြင်မျိုးခင်ဗျားတို့လုံးဝမမြင်စေချင်ဘူးယေရှုအဖိုးအခပေးခဲ့လို့ဖြစ်တယ်ယေရှုခရစ်တော်ဖျားရဲ့အဖိုးအခပေးခြင်းကြောင့်ကျွန်တော်ဟာဒီအကောင်းဆုံးအရာတွေကျွန်တော်ဘဝမှာရရှိပိုင်ဆိုင်တာဖြစ်တယ်ကျွန်တော်ရဲ့လှုပ်ဆောင်ချက်ကြောင့်မဟုတ်ပါဘူးခရစ်တော်ရဲ့ကျေးဇူးတရားဟာကျွန်တော်ကိုဒီကောင်းကြီးတွေရဖို့ထိုက်တန်စေတာဖြစ်တယ်လို့ကျွန်တော်တို့ Zoom meeting မှာအမှုတော်ဆောင်တွေတာဝန်အပြုတွေနဲ့စုံတဲ့အချိန်မှာဆရာကသူ့နာယီကိုပြရင်းနဲ့ဒီလိုစကားပြောခဲ့တာဖြစ်တယ်